ခင်ဗျာပကြီးကားတစ်ချက်ထဲကိုယထာစီးပြီးသွားဘူးလားဒီနေ့တော့မိုးမော်တိုက်တွေရှိတဲ့ကွာလာလမ်ပူမြို့ကြီးကိုထားခဲ့ပြီးအမှုပညာနဲ့အစားတောက်တွေရဲ့ဂျွန်းပီနန်ကိုသွားကြမယ်ကွာလာလမ်ပူကနေ၄နာရီလောက်ယထာစီးရတယ်လမ်းဖေးဝဲရအုံးပင်တော်တွေနဲ့စင်းစုံနေတာကီဘလီစကားရဲ့ကခရီးသွားစင်းလေးလိုပဲဟိုမှာလမ်းမြင်နေရတာကတော့ကျွန်တော်တို့သွားမဲ့ပကြီးဂျွန်းပေါ့ George Town မြို့အောင်ကတခေတ်ကိုပြတိုက်ကြီးလိုပဲလမ်းတိုင်းနရံတိုင်းမှာဝတ်ထားတဲ့ပကြီးကားတွေ street art တွေရှိတယ်ဒီမှာကပကြီးကားတွေကိုကြည့်ရုံတင်မဟုတ်ဘူးကိုယ်တိုင်ဝင်ပြီးတရုပ်ဆောင်လို့ရတာကအသက်ပဲနေဘူးလာရင်တော့ဒါလေးမရှိမဖြစ်ပဲ chandel တဲ့ပဲနီလီရဲ့အုံနို့ရဲ့ထန်းလျက်ရည်ရဲ့ပေါင်းဆက်လိုက်တော့ share ပဲဗျပင်မန်းသမျှအမောတွေပြေသွားတယ်လို့ပဲပီနန်ကညလုံးအတွက်အလှပပါဇက်အတွက်အရသာပါပဲနောက်ထပ်ဗီဒီယိုမှာမလေးရှားရဲ့ကုန်းမြင့်ဒေသ Cameron Highlands ကိုတွားကြမယ်နောက်ထပ်နေရာတွေမလွတ်တမ်းကြည့်နိုင်ဖို့ follow and subscribe လုပ်ထားဖို့မမေ့နဲ့နော်